အဖေလို့သူကအောက်ကျုပ်ပြနေချိန်မှာပဲမူမင်ရန်ကတော့တင်းခံမနေပဲဖခင်ဖြစ်သူရဲ့ချက်ကောင်းကိုဒူးတစ်ချက်ကျွေးလိုက်တာကြောင့်ဖခင်ဖြစ်သူလည်းဆိုဖာဘေးမှာလဲပြိုကျသွားခဲ့ရပါတယ်ကျမ်းပြင်ပေါ်မှာလဲနေတဲ့ဖခင်ဖြစ်သူကတော့ဒေါသတကြီးနဲ့မူမင်ရန်နင့်မေမေကိုဘယ်မှာမြုပ်ထားလဲဆိုတာနင်ဒီတက်တက်ဘယ်တော့မှသိရတော့မှာမဟုတ်ဘူးငါအခုချက်ချင်းလူလွတ်ပြီးနင့်မေမေအယိုးတွေကိုပြဖြစ်အောင်ခြေပစ်မဲ့ဆိုပြီးရုံမာစွာချင်းချောက်လိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့မူမင်ရန်ကလှုပ်ရဲရင်လှုပ်ကြည့်လိုက်လေလို့ဒေါသတကြီးနဲ့ပြန်လဲစင်ခေါ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဥက္ကဋ္ဌကျန်းကလက်ယုံတယောက်ကိုလက်ဟန်ပြလိုက်တော့ထိုမျိုးသားကစာရွက်စာတမ်းတစ်ခုကိုမူမင်ရန်စီရိုတေတေလာရောက်ပေးအပ်ခဲ့ပါတယ်မူမင်ရန်ဒါကကျမ်းမိသားစုကပေးတဲ့မြေကွက်ပိုင်ဆိုင်ခွင့်စာချုပ်ပါတေချာကြည့်ရှုပေးပါလို့ပြောလိုက်တာကြောင့်မူမင်ရန်လည်းစာချုပ်ကိုစိတ်ဝင်စားနဲ့စစ်ဆေးကြည့်လိုက်ပါတယ်ဒီအခါကျန်းရွံကလည်းစာချုပ်ကိုငုံကြည့်ရင်ဒါကမြေလွတ်မြေရိုင်းကြီးမဟုတ်လားတေချာကြည့်ပါဦးဒီမြေပေါ်မှာဘာလို့ကူတင်ချိုင်းတစ်ခုရှိနေတာလဲငါတို့မိသားစုမှာပေးစရာကောင်းကောင်းမွန်မွန်မရှိတော့လို့လားဆိုပြီးဖခင်ဖြစ်သူကိုမကြေမနက်ပြန်မေးလိုက်ပါတယ်စာချုပ်ထဲကကူတင်ချိုင်းတပ်ပုံကိုတေချာကြည့်လိုက်မိတဲ့မူမင်ရန်ကတော့ဝမ်းနဲ့စိတ်နဲ့မျက်ရည်ကျရင်မေမေကိုတမီးနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီဆိုပြီးရင်ထဲကနေတအီးနဲ့ငိုကြွေးလိုက်ရပါတော့တဲ့အခြေအနေကိုစောင့်ကြည့်နေတဲ့ဥက္ကဋ္ဌကျန်းကမူမင်ရန်မင်းသားကျန်းရွံနဲ့မင်္ဂလာဆောင်လိုက်မယ်ဆိုရင်ဒီမြေကွက်ပိုင်ဆိုင်ခွင့်စာချုပ်ရောမင်းလိုချင်တဲ့ကုမ္ပဏီဆက်တောက်ရှယ်ယာတွေကိုပါမင်းနဲ့မင်းနဲ့လွှဲပေးပါမယ်လို့ကန့်လန့်လိုက်ပါတယ်ဒါကိုကြားတော့ကျန်းရွံကလည်းဝမ်းသာအားရနဲ့ဟုတ်တယ်ငါ့ကိုလက်ထပ်လိုက်ပါငါနောက်ကိုလိုက်ခဲ့ရင်မင်းရဲ့တဘဝလုံးအေးအေးဆေးဆေးဆန်စားရမယ်လို့ငါအမခံနေဆိုပြီးအတက်တရောပြောလိုက်ပါတယ်မူမင်ရန်ကစာရွက်စာတမ်းတွေကိုတေချာစဉ်းစားသုံးသပ်ပြီးနောက်စာချုပ်ကိုပိတ်လိုက်ပြီးကောင်းပြီငါနင့်ကိုလက်ထပ်ဖို့သဘောတူတယ်လို့ပြက်ပြက်တသားဆုံးဖြတ်လိုက်ပါတယ်ဒါကိုကြားတော့မိထွေးနဲ့ညီမဖြစ်သူတို့လည်းအံ့အားသင့်သွားကြပြီးကျန်းရွံကတော့ပျော်ရွှင်စွာနဲ့ဒါဆိုရင်အိမ်ပြန်ကြရအောင်လို့ခေါ်လိုက်ပေမဲ့မူမင်ရန်ကခဏနေဦးငါမှကိစ္စတစ်ခုရှိသေးတယ်ဆိုပြီးဖခင်ဖြစ်သူဘက်ကိုခတ်ထန်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်ပါတော့တယ်နှစ်ဦးသားလည်းပေါင်းဖက်ရတော့မှဆိုတော့ကဘာတွေဆက်ဖြစ်လာမလဲစောင့်ကြည့်ရအောင်ဗျာဆရာမကြီးမူမင်ရန်ဟာသူ့အမေရဲ့တပ်ပုံကိုကင်ပြီးမေဒီစီစဉ်ထားတဲ့မင်္ဂလာပွဲမှာတမီးတကယ်ပဲပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိနိုင်မှာပါလို့ရင်ထဲကနေတန်တပြောလိုက်ပြီးကျန်းရွံနဲ့အတူထွက်ခွာလာခဲ့ပါတယ်ဒါကိုကြည့်နေတဲ့မိသားစုဝင်တွေကမိထွေးနဲ့ညီမဖြစ်သူတို့ကတော့မနာလိုဒေါသတွေထွက်ပြီးကြံခဲ့ရတာပေါ့ညရောက်တော့ကျမ်းမိသားစုရဲ့အိမ်တော်ထိန်ကြီးကသူတို့နှစ်ယောက်ကိုအခန်းတစ်ခန်းနဲ့ရောက်အောင်ပို့ပေးလိုက်ပါတယ်မူမင်ရန်ကငါဒီမှာပဲနေရမှာလားဆိုပြီးအံ့ဩနေချိန်မှာအိမ်တော်ထိန်ကြီးကတခင်ကြီးမိန့်ထားတာပါစစ်ဆက်ထားသူတွေဆိုတော့အခန်းတစ်ခန်းထဲမှာပဲအတူတူနေရမယ်လို့ပြောပြီးတကားကိုအမြန်ပိတ်ကထွက်သွားပါတော့တယ်ပြုံးစီစီလုံနေတဲ့ကျန်းရွံကိုမင်ရန်ကစိုက်ကြည့်လိုက်တော့ကျန်းရွံလဲဒါကငါနဲ့မဆိုင်ဘူးနော်ဆိုတဲ့အမူအရာမျိုးပြန်လုပ်ပြတာပေါ့ကျန်းရွံရဲ့အဖေဖြစ်သူနဲ့အိမ်တော်ထိန်ကြီးတို့ကမကြခင်မြေးလေးရတော့မယ်ဆိုပြီးရင်ခုန်ကြည့်နူးလို့ပြောနေကြပါတယ်ကျန်းရွံတယောက်ကတော့ညဝိတ်အင်ကြီးဝမ်းဆက်လေးနဲ့ရင်ခုန်တန်တွေဝုံတိုင်းကျဲကကနာမငြိမ်ဖြစ်နေပါတယ်အိယာပေါ်မှာခေါင်းလေးကိုကွေ့ပြီးမူမင်ရန်နေမစိုးနဲ့တော့ဒါငါအိမ်ဆိုပြီးသူ့ဘာသာသူစကားတွေပြောရင်ဘက်ကိုလက်နဲ့ဖိပြီးရင်ခုန်တန်တွေမြန်နေတာကိုသဘောကျနေခဲ့ပါတယ်ရေချိုးပြီးလို့ရေချိုးခန်းထဲကထွက်လာတဲ့မူမင်ရန်ကိုမြင်လိုက်ရတော့ကျန်းရွံမှာရုတ်တရက်စိတ်လှုပ်ရှားသွားပါတယ်ကျန်းရွံကဂုံတိတ်ခါထိန်းချင်တာနဲ့ငါလည်းအနေနဲ့တခန်းနဲ့မနေချင်ပါဘူးဒါပေမဲ့မတက်နိုင်ဘူးလေငါကတင်ရဲ့တဝက်ကိုနင့်ကိုခွဲပေးမယ်ဆိုပြီးစကားဆက်လိုက်ပါတယ်ဒါပေမဲ့မင်းသမီးလေးမူမင်ရန်ကတော့ခက်ပြုံးပြုံးနဲ့နင်ကငါ့ကိုစိန်ခေါ်နေတာလားဆိုပြီးစတင်ကြည့်စဲလိုက်ရကနေကျန်းရွံကိုနယံနာထိတွန်းပို့လိုက်ပါတယ်ကျန်းရွံကပြန်ပြီးရုံထွက်ခါမင်ရန်ကိုနယံဘက်မှာပြန်ကတ်လိုက်ပါတယ်မင်ရန်ရဲ့အလှမှာကျွေစင်းနေတဲ့ချစ်ကန်ကန်ကောင်လေးတယောက်စရွေးတွေမျိုးချရင်မူမင်ရန်ကိုအနီးကပ်စိုက်ကြည့်ကမင်းသမီးရဲ့လက်နှစ်ဖက်ကိုအပေါ်မှာချုပ်ထားလိုက်ပါတယ်နှစ်ယောက်လုံးရဲ့အကြည့်တွေစုံသွားချိန်မှာတော့ရင်ခုန်တန်တွေမြင့်တက်လာပြီးကျန်းရွံကငါစိတ်မထိန်နိုင်တော့ဘူးလို့ခတ်တိုးတိုးရေရွတ်လိုက်ရင်အချင်းချင်းအကြည့်မခွာနိုင်ပဲဇလန်းလေးကကြီးနူးစရာကောင်းစွာဆက်လက်စီးဆင်းသွားပါတော့တယ်နှစ်ဦးသားခီးများဆုံးထိရှောက်ကြမှာလားဒါမှမဟုတ်ဆရာမကြီးမင်ရန်ကပဲပညာပြခါရှောင်ထွက်သွားမှာလားဆိုတာနောက်ပိုင်းတွေမှာစောင့်ကြည့်ရအောင်ဗျာ